ဒါကတော့ Dragonfly လို့ခေါ်တဲ့ပဇင်းတစ်ကောင်ပါပဇင်းတွေဟာအဲ့ဒီတုန်းကလင်းယုံတစ်ကောင်ရဲ့အရွယ်အစားလောက်ရှိပါတယ်ဒီကောင်ကြီးကိုတော့ Meganeura လို့ခေါ်ပါတယ်တချင်က6တောက်တွေပဲရှိခဲ့တဲ့တက်ရှိတွေဟာအတောင်တွေအထိစင်ကဲပြောင်းလဲလာခဲ့ပါပြီဒီအတောင်တွေကြောင့်ပဲပဇင်းကောင်ကြီးဟာနေရာတော်တော်များများကိုအမဲလိုက်သွားလာနိုင်ခဲ့ပါတယ်ဒီနေရာမှာထိခွေကောင်တွေပိုးဟတ်တွေပင့်ကူတွေစတဲ့ပိုးမွှားတွေလည်းရှိနေပါပြီ Arthropod လို့ခေါ်တဲ့ဒီတက်ရှိတွေကတော့မြေပြင်ပေါ်ခြေချခဲ့တဲ့တက်ရှိတွေကပထမဆုံးတက်ရှိတွေဖြစ်ပါတယ်ဒီအကောင်တွေဟာကမ္ဘာမြေကြီးပေါ်မှာလွန်ခဲ့တဲ့နှစ်သန်းပေါင်းရာချီကလေးကရှိနေကြပြီဖြစ်ပါတယ်ဒီတက်ရှိတွေဟာကျွန်တော်တို့အိမ်မှာတွေ့ရတတ်တဲ့ပိုးမွှားကောင်တွေနဲ့ဆင်တူနေကြပြီဖြစ်ပြီးကြီးကြီးမားမားမတူညီတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူတို့တွေဟာ Meganeura တွေလိုပဲအကောင်အကြီးကြီးတွေဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတန်း360တုန်းကတက်ရှိအကောင်အကြီးကြီးတွေနေခဲ့တဲ့ကဘာကြီးကိုကျွန်တော်တို့ရောက်နေတာပါထီခွေကောင်တွေဟာမီတာ20လောက်ရှည်ပြီးကင်းမီကောက်တွေဟာဝင်းမလွေတစ်ကောင်လောက်အရွယ်အစားရှိပါတယ်လေထုထဲမှာရှိတဲ့အောက်ဆီဂျင်တွေအားလုံးဟာဒီတက်ရှိတွေရဲ့အသက်ရှူတဲ့စနစ်ကိုပိုမိုလျင်မြန်ကောင်းမွန်စေပြီးသူတို့ခန္ဓာကိုယ်ကိုလည်းပိုမိုကြီးထွားလာအောင်ထောက်ပံ့ပေးပါတယ်ဒီနေရာမှာတော့ပုတ်တင်တဲ့တူတဲ့ Hylonomus ဆိုတဲ့တက်ရှိတစ်မျိုးရှိနေပါတယ်ကျွန်တော်တို့ရှေ့မှာမြင်ခဲ့ရတဲ့တက်ရှိတွေကတော့သူတို့ရဲ့ဥတွေကိုရေထဲမှာပဲဥကြတာပါဒါပေမဲ့ဒီဥတွေကတော့ Hylonomus အကောင်ပေါက်လေးတစ်ကောင်အတွက်လိုအပ်တဲ့ရေနဲ့အာဟာရတွေအားလုံးအထဲမှာပါဝင်ပြီးသားဖြစ်နေပါပြီဒါကြောင့်ကလေးလေးတွေဟာသူတို့ရဲ့ကိုယ်ပိုင်အိမ်လုံးလေးထဲမှာကြီးထွားလာနိုင်ကြပါတယ်ဥတွေဟာစင်ကဲတိုးတက်မှုဖြစ်စဉ်မှာအရန်အရေးပါတဲ့အပိုင်းကဏ္ဍတစ်ခုဖြစ်ပါတယ်အခုချိန်မှာတော့ဒရိစန်တွေဟာရေကိုအပီးကြောခိုင်းခဲ့လို့ရသွားပြီဖြစ်ပြီးတော့ကုန်းမြေကိုအုပ်စိုးဖို့စတင်တော့မှာဖြစ်ပါတယ်ဒီ Hylonomus အကောင်ပေါက်လေးကရှေ့ဆက်မဲ့ခရီးကိုဥဆောင်သွားမှာပါသူဟာကဘာပေါ်ကသွေးအေးသတ္တဝါမျိုးစိတ်အသစ်တစ်ခုဖြစ်လာပါတယ်မလွဲမရှောင်သာတာကတော့ရှင်တန်ကြီးရှိရင်တိတ်ဆုံးခြင်းလည်းရှိတာပါပဲတိတ်ဆုံးတဲ့အပင်တွေရဲ့အကျွင်းအကြံတွေဟာအယမ်းများတာကြောင့်ထူထပ်ပြီးရေစိမ့်ဝင်နိုင်တဲ့အလွှာတွေအဖြစ်ကိုဖြစ်တည်လာပါတယ်နှစ်သန်းပေါင်းရာနဲ့ချီကြာတဲ့အခါကြောင်တုံးတွေဟာဒီအလွှာတွေကိုဖုံးအုပ်သွားပါတယ်ကမ္ဘာဦးတိုင်းကအပူချိန်နဲ့အပေါ်မှာရှိနေတဲ့ကြောက်တွေရဲ့ဖိအားကြားမှာအပင်တွေရဲ့အလွှာဟာကြောင်မီးသွေးဖြစ်ကိုပြောင်းလဲသွားပါတယ်ကျွန်တော်တို့လက်ရှိခေတ်မှာအသုံးပြုနေတဲ့ကြောင်မီးသွေးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းသန်း300ကျော်ကအခုလိုသေဆုံးသွားတဲ့အပင်တွေကနေရရှိလာတာဖြစ်ပါတယ်အကျွင်းကြံတွေရဲ့ကြားမှာပုံကွယ်နေတဲ့သက်ရှိတွေဟာပေါက်ဖွာလာဖို့အစဉ်သင့်ဖြစ်နေကြပါပြီတိတ်မကြခင်အစီတွေအညှောင်ထွက်လာမယ်အပင်တွေပေါက်ဖွာလာမယ်ဒါဆိုရင်တော့အခုစွန့်ပြစ်မြေကြီးလိုဖြစ်နေတဲ့မြေပြင်ဟာတဖန်ပြန်လဲရှင်သန်လာပါလိမ့်မယ်သက်ရှိတွေဟာဂျိုကြီးတစ်ခုလုံးကိုအပိုင်စီးထားလိုက်ကြပါပြီအချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်းတန်း250အချိန်ဖြစ်ပါတယ်ဆိုက်ဘေးရီးယားလွေမြေမှာရှိနေတဲ့သက်ရှိအုပ်စုတစ်ခုကိုမြင်ရမှာဖြစ်ပါတယ်ဒါတွေကဒိုင်နိုဆောတွေမဟုတ်သေးပါဘူးဒိုင်နိုဆောတွေဟာကမ္ဘာမြေပေါ်မှာနောက်ထပ်နှစ်ပေါင်းတန်း20လောက်ထိပေါ်ပေါက်လာအောင်မှာမဟုတ်သေးပါဘူးဒါပေမဲ့လည်းအခုမြင်နေရတဲ့အကောင်ကြီးတွေဟာအရွယ်အစားအရန်ကြီးပါတယ်စင်ကဲပြောင်းလဲမှုဟာတော်တော်ခရီးရောက်ခဲ့ပြီဖြစ်ပြီးတော့အစောပိုင်းကကျွန်တော်တို့တွေ့ခဲ့ကြတဲ့ပုတ်တင်တွေဟာအခုတော့အရန်ကြီးတဲ့သွေးအေးသတ္တဝါကြီးတွေဖြစ်နေကြပါပြီဒီအကောင်ကြီးတွေကိုတော့ Scutosaurus လို့ခေါ်ပြီးလိတ်တင်နဲ့အနှဲငယ်အလှမ်းဝေးတဲ့အမျိုးတော်ပါတယ်ဒီအကောင်တွေဟာအပင်ပဲစားတာပါအပင်စားတဲ့အကောင်တစ်ကောင်တောင်ဒီလောက်ကြောက်ဖို့ကောင်းနေရင်အသားစားသက်ရှိတွေဆိုရင်တော့အရန်ကိုကြောက်ဖို့ကောင်းမှာအသေးချပါပဲဒါကတော့ Gorgonopsid လို့ခေါ်တဲ့အဲ့ဒီအချိန်ကကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံးသားသက်သမားကြီးတွေဖြစ်ပါတယ်ကျွန်တော်တို့ဟာသမိုင်းဝင်ပြီးကြောက်ဖို့ကောင်းတဲ့အသားစားကောင်ကြီးတစ်ကောင်ကိုအနီးကပ်မြင်နေကြရတာဖြစ်ပါတယ်သူ့ရဲ့ခြုံထက်တဲ့သွားကြီးတွေက Scutosaurus ကိုဒဏ်ရာရအောင်လုပ်လိုက်ပါပြီနောက်ဆုံးမှာတော့လဲကျသွားပါတယ်သားရဲကြီးကသူ့ရဲ့သားကောင်ကိုဝေးမဆွဲသေးပဲသွေးလွန်ပြီးအားနည်းလာတာကိုစောင့်ကြည့်နေပါတယ်စားဖို့ရှေ့တိုးလာချိန်မှာပဲတခုခုထူးဆန်းတာကြောင့်ရှေ့ဆက်လာလို့မရဘူးဖြစ်နေပါတယ်မြေပြင်ဟာအရန်ကိုပူပြင်းလာနေတာပါအဲ့နောက်တော့အကွဲချောင်းတွေကနေချော်ရည်ဘူးတွေပေါက်ကွဲထွက်လာပါတယ်သူတို့ရဲ့အောက်ကကမ္ဘာမျက်နှာပြင်အောက်မှာအရန်ကိုကြီးမားတဲ့ဖိအားကြီးတစ်ခုရှိနေပုံပါပဲချော်ရည်တွေအများကြီးနေရာတကာကထွက်လာနေပါပြီဒီလိုထွက်လာနေတာကတနေရာထဲမှာမဟုတ်ပဲမြင်သမျှနေရာတိုင်းကချော်ရည်ဘူးတွေထွက်လာနေတာဖြစ်ပါတယ်ကြီးမားတဲ့မြေကြီးအတွင်းကအပူဓာတ်ဟာ
ကမ္ဘာအတွင်းပိုင်းမှာမြင့်တက်လာနေတာကြောင့်အရေးပြောနေတဲ့ကြောက်တုံးတွေကိုကမ္ဘာအပေါ်ယံခုံကိုဖောက်ပြီးတွန်းထုတ်ပစ်လိုက်တာပါလှပတဲ့နေရာတစ်ခုဟာအခုတော့အသက်မဲ့တဲ့ငရဲတစ်ခုလိုဖြစ်သွားပါတယ်တိုက်ကြီးရဲ့အခြားတစ်ဖက်မှာတော့ဘာမှမဖြစ်သလိုပါပဲနှင်းနေလို့အဖြူရောင်အမှုန်တွေကျလာတာကိုမြင်နေရပါတယ်ဒါပေမဲ့အပူချိန်က20 ဒီဂရီဆဲလ်စီယပ်လောက်မှရှိနေတာပါတကယ်တော့နှင်းနေမဟုတ်ပါဘူးဒါတွေကပြာမှုန်နေပါကီလိုမီတာ16000လောက်ဝေးတဲ့နေရာကပေါက်ကွဲမှုကြီးတွေကနေလွင့်လာတဲ့ပြာမှုန်တွေပါဒီပြာမှုန်တွေဟာပူလောင်နေပြီးအသက်ရှူလို့မရအောင်ဖြစ်စေတာကြောင့်ဒရိတ်ဆန်တွေဟာသေဆုံးကုန်ကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတန်း250လောက်အချိန်ကဖြစ်ပါတယ်ကမ္ဘာအကြီးမားဆုံးမျိုးသုံးပျောက်ကွယ်မှုကြီးတစ်ခုစတင်နေပါပြီလေထုဟာပေါက်ကွဲမှုအနေဖြစ်လာတဲ့ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေတွေနဲ့ပြည့်နှက်နေပါတယ်မိုးရွာချလိုက်တဲ့အခါဓာတ်ငွေတွေဟာဆာလ်ဖျူရစ်အက်ဆစ်ဖြစ်ကိုပြောင်းလဲသွားပါတယ်ဒါကြောင့်သူနဲ့ထိမိသမျှအရာတွေအားလုံးဟာလောင်ကျွမ်းကုန်ကြပါတယ်အစာပိုင်းမှာတော့ဒီဖြစ်စဉ်ဟာဒီနားတစ်ဝိုက်မှာပဲဖြစ်နေတယ်လို့ထင်ရပေမဲ့အခုတော့ကမ္ဘာတစ်ဝန်းလုံးကိုပြန့်နှံ့သွားပါပြီမီးတောင်ပေါက်ကွဲတဲ့ဖြစ်စဉ်တွေအားလုံးကနေကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကိုတွန်းတင်ပေးလိုက်ပြီးလေထုဟာပိုပူလာသလိုရေတွေအငွေ့ပြန်ကုန်ပြီးအသေးနှံပင်တွေဟာလည်းသေဆုံးကုန်ကြပါတယ်ကျွန်တော်ဟာကမ္ဘာပေါ်ကသက်ရှိတွေတိုးပွားလာတော့မယ်လို့ထင်ခဲ့ကြပေမဲ့အထင်နဲ့အမြင်တက်ဆင်အောင်လွဲခဲ့ကြပါပြီကမ္ဘာပေါ်မှာဒီဖြစ်စဉ်ကိုပုံကွယ်လို့ရမယ့်နေရာမရှိတာကြောင့်သက်ရှိတွေအတွက်ရွေးချယ်စရာကုန်ခန်းနေပါပြီတခုခုတော့မှားနေပါပြီသမုဒ္ဒရာရေပြင်ကပန်းရောင်ပြောင်းလာပါတယ်ဒါအပြင်အပင်တွေ trilobite တွေနဲ့သားရဲတွေဟာလည်းသမုဒ္ဒရာထဲမှာအကုန်မရှိကြတော့ပါဘူးအကုန်မရှိကြတော့ဘူးဆိုပေမဲ့ဒီပန်းရောင်တန်းနေတဲ့ရေညှိပင်တွေတော့ကျန်နေခဲ့ပါတယ်အပူချိန်မြင့်လာတဲ့လေထုအသစ်ဟာသမုဒ္ဒရာရေပြင်ကိုပူပြင်းလာအောင်လုပ်လိုက်ပြီးရေထဲကအောက်ဆီဂျင်တွေကိုဖယ်ထုတ်ပစ်လိုက်ပါတယ်ဒါကြောင့်အောက်ဆီဂျင်မရှိတဲ့ရေထဲမှာရေညှိပင်ကလွဲလို့ဘာမှမရှင်းသန်နိုင်ကြပါဘူးဆိုက်ဘေးရီးယန်ဒေသကမီးတောင်ပေါက်ကွဲမှုဟာဂျိုကြီးတစ်ခုလုံးကိုပြောင်းလဲပစ်နေပြီးတော့သမုဒ္ဒရာရေနက်ပိုင်းအထိပါရှောင်လွှဲလို့မရနိုင်ခဲ့ပါဘူးပင်လယ်ရေတွေပူပြင်းလာပြီဆိုရင်ကျွန်တော်တို့မှာနောက်ထပ်ပြဿနာတွေခုရှိလာပြန်ပါပြီဒီလေပူပေါင်းလေးတွေကိုကြည့်လိုက်ပါသူတို့ဟာပင်လယ်ကျမ်းပြင်မှာရှိနေတဲ့မီသိန်းဓာတ်ငွေ့အဆူအဝေးတွေစီကနေထွက်လာတာပါမီသိန်းဓာတ်ငွေ့ဆိုတာ greenhouse gas လို့ခေါ်ပြီးကာဗွန်ဒိုင်အောက်ဆိုက်ထက်တောင်အဆ20လောက်သေစေနိုင်တဲ့နှုန်းမြင့်ပါတယ်အဲ့ဒီမတိုင်ခင်ကဓာတ်ငွေ့တွေဟာအေးခဲနေခဲ့တာဖြစ်ပြီးပင်လယ်ရေတွေအပူချိန်မြင့်လာတဲ့အခါမှာတော့အရေးပျော်ကျလာနေပြီဖြစ်ပါတယ်ဒီလေပူပေါင်းတွေဟာပင်လယ်ကျမ်းပြင်ကနေထွက်လာနေတာဖြစ်ပြီးရေထုကိုဖြတ်ခါလေထုတွေကိုထွက်လာနေကြပါတယ်ဒီလိုစွမ်းအားပြင်းတဲ့ဓာတ်ငွေ့တွေဟာလေထုအပူချိန်ကိုပိုလို့တောင်မြင့်တင်ပေးလိုက်ပါတယ်အပူချိန်ဟာ40 ဒီဂရီထိရောက်လာပြီဖြစ်ပြီးဆိုက်ဘေးရီးယန်မီးတောင်ပေါက်ကွဲမှုမတိုင်ခင်ကထက်6 ဒီဂရီပိုပူသွားပါတယ်အခုတော့ဒီလောက်ထိစင်ကဲတူးတက်လာခဲ့တဲ့သက်ရှိတွေဟာပျက်စီးကုန်ကြပါပြီမီးတောင်ပေါက်ကွဲမှုစတင်ပြီးနှစ်ပေါင်း9 သိန်းလောက်ကြာတဲ့အချိန်ဖြစ်ပါတယ်ဒီလောက်နှစ်ပေါင်းတန်းဝက်လောက်ကြာတဲ့အချိန်တွင်းမှာချော်ရည်တွေဟာမယမနာထွက်လာနေကြကြတာဖြစ်ပါတယ်အခုချိန်မှာတော့အမေရိကန်နိုင်ငံရွယ်စားလောက်ရှိတဲ့မျက်နှာပြင်ကိုချော်ရည်ဘူးတွေဟာ6 ကီလိုမီတာလောက်အထူအထိဖုံးအုပ်ထားပါတယ်ရှိခဲ့သမျှသက်ရှိအားလုံးရဲ့95 ရာခိုင်နှုန်းဟာလည်းရှင်းလင်းခံလိုက်ရပါတယ်လက်တဆုပ်စာလောက်ပဲရှိတဲ့သက်ရှိတွေသာမြေကြီးတွင်းမှာပုံအောင်ရင်ရသမျှစားသုံးရင်းနဲ့အသက်ရှင်ကြံခဲ့ကြပါတယ်။အေယာမမျိုးသုံးပျောက်ကွယ်မှုကြီးဟာစင်ကဲပြောင်းလဲမှုဖြစ်စဉ်ကြီးကိုအစအနေပြန်စပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းတန်း250အချိန်မှာတော့ကျွန်တော်တို့ဟာကဘာကြီးစတင်ဖြစ်ပေါ်လာတော့ကအသက်မဲ့တဲ့အနေအထားဖြစ်ကိုပြန်ရောက်လို့နေပါဖြစ်သွားခဲ့ပါတယ်။ဒီပိုင်းလေးကိုတော့ဒီနေရာမှာရပ်နာပါမယ်။နောက်ထပ်အပိုင်းတွေကိုလည်းလာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။